grass fed နော် milk ပေါ့ grass fed ဆိုတော့အခုကောင်းကောင်းပေါ့ကောင်းကောင်းနှမှုဆိုလို့ရှိရင် New Zealand နေပြီးတော့မြက်ခင်းမှာစကြက်မြက်ခင်းမှာလွတ်ထားပြီးတော့ဒါဦးတစလာဖြစ်ပါတယ်စီယူသူယောဂအထုခုရှောင်းရင်းတူဖြစ်ပါတယ်မြန်မာနိုင်ငံစီယူသူကျော်ယောဂတင်းရဲ့အသိန်းကိုထူထောင်သူပေါ့အခုတော့နိုင်ကနေတောင်းယူနေတဲ့တူလည်းဖြစ်ပါတော့ဒီနေ့ပြောချင်တာကတော့စီယူသူယောဂနဲ့အသားဓာတ်ပေါ့ protein ဓာတ်အကြောင်းကျွန်တော်ပြောချင်တယ် protein ဓာတ်ဆိုတာအသားဓာတ်ပေါ့အသားဓာတ်ကကျွန်တော်ကစားလိုက်လို့ရှိရင်ကျွန်တော်တို့စားတဲ့အစာတွေမှာ carbohydrate ဆိုတဲ့ကစီဓာတ်ကကျွန်တော်တို့ protein ဆိုတာအသားဓာတ်ကအဆီဓာတ်က၃မျိုးပါတာအဓိကအဖြစ်၃မျိုးပါတယ်ပေါ့၃မျိုးပါတဲ့ထဲမှာ protein ဓာတ်ကိုကျွန်တော်တို့များများစားပေးဖို့လိုတယ်ပေါ့ protein ဓာတ်ကိုများစားပေးဖို့လိုတာဘာကြောင့်လဲဆိုတော့ protein ဓာတ်ကိုကျွန်တော်စားတဲ့ကစီဓာတ်ပေါ့ထမင်းရတဲ့ကစီဓာတ်တွေကိုကျွန်တော်လျှော့ပြီးတော့ protein ဓာတ်ကိုများစားပေးဖို့လိုတယ် protein ဓာတ်ကဘာကြောင့်စားဖို့လဲဆိုရင် protein ဓာတ်ကစားလိုက်လို့ရှိရင်သူက bite ပြည့်တယ်ပေါ့ satiety index ကိုခေါ်တယ်စားလိုက်ပြီးတော့ဘိုက်ကွာသွားတဲ့ကျဉ်းနှံ့မှုခံစားမှုကိုသူကပိုပြီးအများဆုံးပေးနိုင်တယ်ပေါ့အဲ့တော့တိတ်ပြီးတော့စားပြီးတဲ့အခါကျတော့ရှင်အစာရင်ကပြေဝတယ်အစာရင်ကဟိုဖြစ်နေတော့အစာပြည့်နေတော့တိတ်ပြီးတော့အများကြီးမစားတော့ဘူးပေါ့ဝါနေတဲ့ခံစားချက်ကိုခံစားရတယ်ပေါ့နောက်တစ်ခါ protein ဓာတ်ကိုစားလို့ရှိရင်ကျွန်တော်တို့ကခန္ဓာကိုယ်ရဲ့ insulin ကိုထွက်အောင်လုပ်ပြီးတဲ့အတွက်သူကစားပြီးသွေးကြိုတက်မဲ့ဖြစ်စဉ်ကိုလည်းကျွန်တော်ကာကွယ်ပေးတယ်ပေါ့glycemic index အစားအစာမှာရှိတဲ့စားပြီးတွကြတက်မှုနှုန်းတာကိုနည်းစေတယ်ပေါ့နောက်တစ်ခါ protein ဓာတ်ကိုစားပြီးဆို protein ဓာတ်တွေကခန္ဓာကိုယ်ရှိတဲ့ basal metabolic rate လို့ခေါ်တဲ့ပုံစံနဲ့ပိုပြီးတက်လာတယ်ကျန်တဲ့ carbohydrate တွေစားလို့ရှိရင်ကစီဓာတ်ကိုစားတဲ့ဆိုင် protein ဓာတ်ကိုစားလို့ရှိရင်ခန္ဓာကပိုပြီးအဲ့အစာဓာတ်ကိုအဲ့ဒီ protein ဓာတ်ကိုခြေဖို့အတွက်ပိုပြီးတော့ energy တွေအစွမ်းအင်တွေပိုသုံးရတဲ့အတွက်ခန္ဓာကိုယ်ကလောင်ကျွမ်းမှုတွေပိုပြီးတော့လောင်ကျွမ်းလိုက်တဲ့ energy တွေလောင်ကျွမ်းလိုက်ဆိုတော့ခန္ဓာကိုယ်ပိန်ဖို့အတွက်ကိုကျွန်တော်တို့ကအထောက်အကူဖြစ်တယ်ပေါ့။နောက် weight မတက်အောင်ပေါ့။အနည်းဆုံးတော့ weight မတက်အောင်လို့ကျွန်တော်အထောက်အကူဖြစ်တယ်ပေါ့။တခုကစီးကျူသွေးကြိုယောဂမှာအထူးဖြင့်စီးကျူသွေးကြိုယောဂထိန်းသိမ်းမှုမကောင်းတဲ့လူတွေပေါ့။သွေးကြိုတွေများနေတဲ့လူဆိုလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့ကြက်သားတွေမှာရှိတဲ့အသားဓာတ်တွေကပြိုကွဲမှုတွေများတယ်။အဲကြောင့်စီးကျူသွေးကြိုမကောင်းတဲ့လူတွေမှာဆိုလို့ရှိရင်ကျွန်တော်ခြေတွေလက်တွေလှီလာတယ်ပေါ့။ပေါင်လေးတွေလှီလာတယ်သဘောပြောတာခြေသလုံးတွေလှီတာလက်မောင်းတွေလှီတာအသားဓာတ်တွေဆုံးရှုံးမှုတွေဖြစ်တော့ရှိကျသွေးကြိုယောဂရှိသူတွေအသားဓာတ်ကိုပြန်စားဖို့လိုတယ်ပေါ့အသားဓာတ်ကိုပြန်စားခြင်းအပြင်အသားဓာတ်ကိုဖြည့်တင်းပေးဖို့လိုတယ်ပေါ့အဲ့တော့ရှိကျသွေးကြိုယောဂရှိတဲ့သူကဘယ်လောက်စားဖို့လိုလဲဆိုရင် body weight က1 kg ပေါ့1 kg ရှိလို့ရှိရင်1 gram protein စားဖို့လိုတယ်လို့ကျွန်တော်တို့တာမန်ယူရဖြင့်ကျွန်တော်တို့အကြံပြုကြတယ်ပေါ့တနေ့တာကာလစားသုံးတဲ့အစားအစာရဲ့ energy ပေါ့ calorie ပေါ့တနေ့တာ calorie ရဲ့20% လောက်က protein ဓာတ်ကနေရတဲ့တယ်ဒါကတော့အာဟာရပညာရှင်များနေပြီးတော့အကြံပြုထားတာပေါ့အဲ့တော့ protein ကအသားဓာတ်ကကျွန်တော်2မျိုးရှိတယ်အပင်ကနေပြီးတော့အရွက်တွေကနေရတဲ့ protein ဓာတ် plant based ပေါ့နဲ့အသားကနေပြီးတော့နဲ့ poultry လို့ခေါ်တဲ့အသားငါးတွေfish တွေဆိုတဲ့အသားငါးတွေ poultry လို့ခေါ်တဲ့ကြက်သားပေါ့အဒါမျိုးတွေသားတွေနောက်တစ်ခုကကျွန်တော်တို့ no ပေါ့ dairy product ပေါ့ no နဲ့နှုတ်ထွက်ပစ္စည်းတွေရတဲ့အသားဓာတ်တွေပေါ့အဲ့တော့ plant based နဲ့အသားရတာနဲ့no အသားနဲ့ no တွေကရတာနဲ့အသားရတာတွေပေါ့အဲ့တော့ American Diabetes Association American စီးကျူသွေးယောဂအသင်းရဲ့အကြံပြုချက်ကတော့စီးကျူသွေးယောဂရှိတဲ့သူများပဲဖြစ်ဖြစ်စီးကျူသွေးယောဂဖြစ်နိုင်ခြေပိုများတဲ့ pre diabetes ဖြစ်တဲ့သူတွေကို plant based protein ပေါ့အပင်ရတဲ့နော်အသားမဟုတ်တဲ့အပင်ရတဲ့ protein ဓာတ်တွေများစားပေးဖို့အပင်ရတဲ့ protein ဓာတ်တွေကဘယ်ရလဲဆိုလို့ရှိရင် fatty fish တွေပေါ့အစီများတဲ့ငါးတွေပေါ့နောက်တစ်ခုကကျွန်တော်တို့ nuts တွေပေါ့အစီတွေအဆန်တွေပေါ့ seeds တွေပေါ့ဘန်ဒါဇီတို့ကျွန်တော်တို့နေဂျာဇီတို့နောက်တစ်ခုကတီဟိုဇီတို့အဲ့လိုအစီတွေအဆန် pistachio တို့နော်အဲ့ဒါမျိုးရတဲ့အသီးတွေကနေပို့ပြီးတော့ရတယ်ပေါ့အဲ့ဒါများစားပေးခြင်းအပြင်နောက်တစ်ခုကကျွန်တော် lentils ပေါ့ကျွန်တော်ပဲမျိုးတွေစားပေးခြင်းအပြင်ပို့ရတယ်ပေါ့ဆိုတော့အဲ့ဒါနေပြီးတော့နှလုံးရောဂါကာကွယ်ဖို့အတွက်အထူးရွယ်ပြီးဒီလိုပြောခြင်းဖြစ်တယ်ဒါပေမဲ့စီးကျူသွေးယောဂရဲ့ general တွေကတော့စီးကျူသွေးယောဂရှိတဲ့ protein ဓာတ်အများစားပေးရမှာစားပေးတဲ့အခါမှာကျွန်တော်ပြောတဲ့ animal protein စီကြတဲ့အခါကျတော့အရည်သွေးပြည့်ဝသောအစားအစာများစားဖို့လိုတယ်ပေါ့
ရေသွေးပြည့်သွားတဲ့ protein ဓာတ်တွေဆိုရင်ကျွန်တော်တို့သူမြင် fish တဲ့အထူးဖြင့်ဆိုလို့ရှိရင်ကျွန်တော်နှုတ်ရတဲ့protein ဓာတ်တွေကျွန်တော်များစားပြီးလို့ရတယ်ပေါ့အဲ့တော့ no ဆိုတဲ့အခါကျတော့ဆိုပါတော့ကျွန်တော်တို့literature မှာတော့စေပညာစာပေမှာတော့ကျွန်တော်ကNew Jersey မှာမွေးတဲ့နွားအဲ့ဒါနာမည်ကြီးတဲ့နွားတွေပေါ့နောက် New Zealand ထွက်တဲ့grass fed နော် milk ပေါ့ grass fed ဆိုတော့အခုကောင်းပေါ့ကောင်းမှုဆိုလို့ရှိရင် New Zealand နေပြီးတော့မြက်ခင်းမှာစကြက်မြက်ခင်းမှာလွတ်ထားပြီးတော့မြက်ခင်းကမြက်ကိုစားတဲ့နွားပေါ့နွားရတဲ့တို့ရှင်ပြုတ်တဲ့မှာအဲ New Zealand ထွက်တဲ့ကောင်းမှုမှာပါတဲ့ New Zealand ထွက်တဲ့grass fed milk နော် grass fed cow ဆိုတာမြက်ကိုပဲကျွေးပြီးတော့စကြက်တွေမှာမြက်တွေကိုပဲကျွေးပြီးတော့ထွက်တဲ့နွားတို့ကအဓိကအချက်ကတော့ဗာလဲဆိုတော့မွေးမြူချန်တွေမှာကျွေးတဲ့ genetically modified foods ပေါ့ကျွန်တော်ဗီဇအဖြစ်ပြောင်းလဲထားတဲ့အစားအစာတွေလုံးဝမပါဘူးအဖြစ်ဆိုတော့အသက် safety အနေနဲ့ဆိုပိုပြီးစိတ်ချရတယ်ပေါ့နောက်တစ်ခါ protein အနေနဲ့ဆိုလို့ရှိရင်နွားတို့မှာသူက New Zealand ထုတ်တဲ့အဲ့ဒီ grass fed protein မှာဆိုတော့ protein က casein နဲ့ whey ဆိုတာရှိတယ် casein ဆိုတာ80%ပါပြီးတော့ whey protein က20%ပါတယ်နို့မှာယူရပြပါတော့အဲ့ဒီ New Zealand ထုတ်တဲ့ကောင်းနို့မှာပါတဲ့ protein ကလည်း casein က80%နဲ့ protein က20%ပါတယ်ပေါ့အဲ့ဒါပြင်နို့မှာအဓိကပြင် calcium တွေပါတယ် calcium နဲ့ထုံးဓာတ်တွေနောက် magnesium ဓာတ်တွေပါတယ်အဲ့ဒါအယိုးတန်မှန်မှုတွေနောက်အာရုံကြောတွေကြီးထွားမှုတွေအာရုံကြောတွေပုံမှန်လှုပ်ဆောင်နိုင်မှုတွေနောက်ပြီးတော့ phosphate ဆိုတဲ့ဓာတ်တွေပါတယ်နောက်တစ်ခုကကျွန်တော်တို့ calcium တွေ phosphate တွေ phosphorus တွေ magnesium တွေ zinc တွေ riboflavin ဆိုတဲ့ vitamin B2 တွေ vitamin A B12 တွေပါတယ်ပေါ့ New Zealand ထွက်တဲ့ဆိုတော့လူတွေလိုအပ်တဲ့ B2 ဓာတ်တွေ vitamin A တွေကျွန်တော် B12 ဓာတ်တွေပါတဲ့အပြင်ကိုအဓိကအယိုးတန်မှန်မှုတွေ calcium ဓာတ်တွေပါတယ်နောက် magnesium ဓာတ်တွေပါတယ်အာရုံကြောတွေအတွက် magnesium ဓာတ်တွေပါတယ်နောက်အသားနဲ့ပတ်သက်လို့ protein ကြတော့ casein နဲ့whey protein က80နဲ့20%အချိုးစားနဲ့ပါတယ် casein ဓာတ်ကဘာအတွက်လုပ်လဲဆိုရင် casein ဓာတ်ကစားလိုက်ပြီးအဆိုင်ထဲမှာနှုတ်အဖတ်တွေဖြစ်ပြီးတော့စားချီဖြတ်မှုကနည်းနည်းနှေးတယ်ပေါ့အဲ့တော့တဖြည်းဖြည်းချင်းမှသူကခန္ဓာကိုယ်ထဲကိုအသားဓာတ်တွေရောက်လာတော့ casein ဓာတ်ကဘာအတွက်ရည်ရည်ဆိုဒီ amino ကြက်သားဓာတ်တဲ့လိုအပ်တဲ့ protein ဓာတ်တွေကိုရေရှည်ပေါ့ကြက်သားတွေအားရှိအောင်ကြက်သားဓာတ်တွေစိုးကျုံမရှိအောင်သူကလုပ်ပေးတယ်ပေါ့whey protein ကတော့ဘာလို့ဖြစ်လဲ whey protein ကတော့ချက်ချင်းစားချက်ချင်းစုပ်တဲ့အခါကျတော့ muscle breakdown ပေါ်မှာ exercise လုပ်တာပြီးတဲ့အခါမှာ muscle တွေကbreakdown ဖြစ်သွားတယ်ပြိုကွဲသွားတယ်အဲ့ဒါချက်ချင်းပြန်အစားထိုးတာအဲကြောင့် whey protein တွေကိုကျွန်တော်တို့muscle build လုပ်တဲ့လူတွေကြွက်သားရည်တန်ပေါင်းလုပ်တဲ့ဝေတာကြီးတွေအခုလူငယ်တွေ gym မှာကစားတွေ whey protein ကိုအများကြီးစားကြတယ်ပေါ့တကယ်တော့နှစ်ခုလုံးလိုတယ် whey protein နဲ့လိုတယ်တော်တော်စပြိုကွဲသွားတဲ့ဓာတ်တွေအတွက် exercise တွေပြင်းထန်လို့ပြိုကွဲသွားတဲ့ဓာတ်တွေအတွက်တော့ဆာ muscle တွေမနေတော့ whey protein ကိုစားပြီးတော့ casein ကတော့ရေရှည်ပေါ့ကြွက်သားတန်ပါဖို့အတွက်အထူးလူကြီးတွေအတွက်ဆိုကြွက်သားတန်ပါဖို့လိုတယ်ပေါ့အဲ့တော့ပြန်ချုပ်ရလို့ဆိုရင်တော့ကျွန်တော်ကစီးကျူသွေးကြိုရောမှာအသားဓာတ်ကိုစားခြင်းအပြင်စီးကျူသွေးကြိုရောကပိုကောင်းလာမယ်အဲ့ဒါမှအရည်သွေးပြရတဲ့ protein ပေါ့အထူးဖြင့်ဆိုလို့ရှိရင်ကျွန်တော် genetically modified food ဆိုအပြန်နေပြီးဗီဇအပြင်ပြောင်းလဲထားတဲ့ဓာတ်များမှာပါတဲ့ protein ဟာမျိုးဆိုတော့ကျွန်တော်ကောင်းနှုတ်မှာပါတဲ့ whey protein မှာပါတဲ့နို့မုံပေါ့မှာပါတဲ့ protein တို့ဟာမျိုးစားသုံးဖို့တက်တယ်ပေါ့ထမင်းမစားခင်လိုမျိုးပေါ့ထမင်းမစားခင်လိုမျိုးမှာ protein ခွက်ဆိုရပြတဲ့နို့တစ်ခွက်လောက်တောက်လိုက်တယ်ဆိုရင်တဲ့စားပြီးတက်လာမယ်သူ့ကြွတက်ကိုသူကဂျင်းထဲမှာလည်းပြေဝအစားပြေနေဘိုက်ကပြေသွားတယ်ပြားကပြေသွားတဲ့အတွက်တိတ်အများကြီးမစားတော့ဘူးနောက်စားပြီးတဲ့ကစီဓာတ်ကိုခြေချက်မှုကလည်းသွားပြီးတော့ insulin ဓာတ်ကပိုးထွက်လာတဲ့အတွက်ခြေပြောင်းမှုများတဲ့အတွက်သူ့ကြွတက်မှုလည်းနေတယ်ပေါ့အဲ့တော့ကျွန်တော်လည်းစီးကျူဆံဝင်တယောက်အနေနဲ့ပြောရင်တော့နွားနုစစ်ပေါ့တရားမရောတာတော့နွားနုစစ်ပေါ့နောက်ပြီးတော့ genetically modified ကျန်တဲ့ဗီဇပြုပြင်ထားတဲ့အစာများမှာပါတဲ့နုမို့ပေါ့အဲ့ဒီကောင်းနုမို့ကျင်းတောက်သုံးခြင်းအပြင်စီးကျူသွေးယောဂထိန်းသိမ်းမှုနဲ့သူ့ရဲ့ဝေဒနာယောဂဝေဒနာရှင်များကျန်းမာရေးတော့အထောက်အကူပြုမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ပေါ့အားလုံးကျေးဇူးတင်ပါတယ်သင်မိသားစုရဲ့ပြည့်ဝတဲ့အာဟာရနှုတ်မကောင်း